မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ Today Aragon News မှာကြိုဆိုပါရစေနေ့စဉ်ဒေါ်လာသတင်းတွေကိုကြည့်ရှုနိုင်ရင် Subscribe ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါခင်ဗျာဒီကနေ့မှာကျွန်တော်မိသားစုဝင်နဲ့ကျွန်တော်နဲ့ဆွေးနွေးရမယ့်အကြောင်းအရာတွေကအေးတွေအရန်ကိုရက်ဆက်တယ်ဗျာအေးတွေကိုနာကျင်ခံစားနေရတဲ့သူတယောက်အကြောင်းကျွန်တော်ရဲ့မိသားစုဝင်တွေကိုဖော်ပြပေးချင်တာဟုတ်ပါတယ်အေးကိုအရန်ကိုနာကျင်နေတဲ့သူတယောက်ရှိပါတယ်ကျွန်တော်ဖော်ပြမယ့်အကြောင်းအရာကတကယ်ဖြစ်အမှန်ဇလံတစ်ခုပါနောက်တဲ့သတင်းတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကတော့လက်ရှိကျွန်တော်တို့ပြည်သူလူထုတရက်လုံးတကယ်ကိုရင်နာကျင်ခံစားနေရတဲ့အကြောင်းအရာတစ်ခုပါပဲအဲ့ဒါကတော့မင်းစီတန်အကြံဖက်စစ်ခွေးမိတ်စာလက်အောက်ခံပြီးကြတဲ့ရပိုင်းအတွင်းမှာကျွန်တော်တို့အမျိုးသမီးတယောက်ကိုကောင်းဖြတ်တပ်ဖြတ်လိုက်တဲ့အဲ့ဒီပြည်သူစစ်ဖွဲ့ကို KIO ဘို့အစိုးရအနေနဲ့ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ပြည်သူလူထုတရက်လုံးကနေပြီးတော့တောင်းဆိုနေတဲ့အကြောင်းတွေကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်ဖော်ပြပေးမယ်ပြီးတော့ကျွန်တော်အဲ့ဒီမင်းစီတန်ဆိုတဲ့ဒါမိစ္ဆာအဖွဲ့လို့ပဲကျွန်တော်သုံးညင်ပါတယ်ဗျဒီကောင်တွေအကြောင်းနဲ့ဒီကောင်တွေတပ်ဖြတ်ခဲ့တဲ့သူတွေအကြောင်းကိုလည်းကျွန်တော်မိသားစုတွေကိုကျွန်တော်ဖော်ပြပေးခြင်းနဲ့ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်နဲ့အတူဆုံးထိရှင်းနေပေးဖို့ကျွန်တော်မိသားစုတဦးချင်းတိုင်းကိုတလီတစားဖိတ်ခေါ်လိုက်ပါတယ်ရီရင်းကမော်ရိုကိုကိုဒုံးစင်း600ကျော်နဲ့စံချိန်တင်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်အခုသူကောင်မင်းအောင်လှိုင်ရောက်သွားတာနဲ့တိုက်ဆိုင်တယ်လို့တော့မှပြောစရာမလိုတော့အောင်တကယ်ကိုပူတင်ကိုတော့အာဏာမိပါတယ်အကြီးမားဆုံးစံချိန်တင်ဒရုန်းတိုက်ခိုက်မှုကိုရိုကီကပြုလုပ်လိုက်တာကျွန်တော်ရဲ့မိသားစုဝင်နေကျွန်တော်တို့လက်လန်းမမီတဲ့မော်စကိုလိုနေရာမျိုးအထိကိုကျွန်တော်တို့ယူကရိန်းကနေပြီးတော့အကြီးမားဆုံးစစ်စင်ရေးလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အတွက်ယူကရိန်းသမ္မတနဲ့ယူကရိန်းပြည်သူတွေကိုကျွန်တော်တို့အားလုံးကကျေးဇူးတင်ရမလို့ဖြစ်နေတာပါဟုတ်ပါတယ်ဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ရုရှားရဲ့ထုတ်ပြန်ကြေညာချက်တွေမှာဆိုရင်တော့ကျွန်တော်ဒရုန်းစင်620ကျော်တဲကနေပြီးတော့သူတို့ဒီအစင်180ကိုတော့ပြချနိုင်ခဲ့တယ်လို့မသေးချာတဲ့ထုတ်ပြန်ကြေညာချက်တွေထုတ်ပြန်ခဲ့တယ်လို့နိုင်ငံတကာသတင်းမီဒီယာစာမျက်နှာတွေမှာမြင်တွေ့လိုက်ရပါဒါကကျွန်တော်တို့နိုင်ငံအတွင်းကဒါမြန်မာဦးကောင်းလို့နာမည်ကြီးတဲ့အာကုတူကောင်းအကြံဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်းနိုင်ငံတကာကိုသွားတဲ့အချိန်ခါတွေနဲ့တိုက်ဆိုင်လွန်းနေတဲ့ကျွန်တော်တို့ထူးခြားတဲ့ဖြစ်စဉ်မြောက်များတွေကတစ်ခုဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်မိသားစုဝင်တွေကျွန်တော်အဓိကဖော်ပြပေးချင်တဲ့အကြောင်းအရာကအာရခတက်တော်အေးအရန်ကိုရက်ဆက်လွန်းနေဗျာအေးပေါ်မှာနာကျင်ခံစားနေရသူတယောက်အကြောင်းကျွန်တော်ရဲ့မိသားစုဝင်တွေဖော်ပြပေးမှာပါအေးပေါ်မှာနာကျင်နေရတဲ့သူတွေဆိုရင်တော့ကျွန်တော်ရဲ့မိသားစုဝင်တွေဘလို့ဖြစ်မယ်ထင်တယ်ဟုတ်ပါတယ်သူ့ရဲ့နာမည်ကတက်ချက်ကြီးစောမောင်ဖြစ်ပါတယ်ဒီဖြစ်စဉ်လေးကကျွန်တော်တို့ရှင်းတန်းစစ်မျက်နှာပြင်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့အဖြစ်ပြက်တစ်ခုပါဒီအကြောင်းလေးကိုကျွန်တော်မိသားစုဝင်တွေကိုဖော်ပြပေးချင်တာကကျွန်တော်တို့လက်ရှိပေါ့နော်အာရခတက်တော် AA ပြီးတော့ UL နဲ့ထိတိုက်ရင်ဆိုင်နေရတဲ့အကြံဖက်စစ်ခွေးတက်ရဲ့သူတို့ခန်းစားနေရတဲ့တကယ်ခန်းစားချက်တွေကိုလည်းကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်သိမြင်စေချင်တယ်လို့ကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေရဲ့လက်ရှိပေါ့နော်စစ်စင်ရေးတွေအတွင်းမှာအကြံဖက်စစ်ခွေးတက်ကကောင်တွေဘယ်လိုမျိုးနေရာစုံမှာမရှုမလခံစားနေရလဲဆိုတဲ့အကြောင်းလေးကိုသိစေခြင်းလို့ပါအေးရန်ရက်ဆက်တယ်ဗျာအေးပေါ်မှာနာကျင်ခံစားမိရထားတဲ့သူတက်ချက်ကြီးစောမောင်ကဌာနချုပ်အိမ်ပြန်လန်းတစ်လျှောက်မှာသူစိတ်ကလင်ကလေးဖြစ်နေတဲ့အကြောင်းကိုသူဝန်ခံထားတာဖြစ်ပါတယ်အေးအတော့ကိုစွာတဲ့အေးဘလို့မှထင်မှန်ထားတဲ့လောက်ရက်ကိုလှုပ်ပြသွားခဲ့တာဖြစ်တယ်လို့သူရဲ့ဖော်ပြချက်မှာတွေ့ရပါတယ်ရသည့်တောင်ကြောက်တန်းရွာနာတောင်ချီဒေသမှာကျွန်တော်တို့စစ်တပ်နဲ့ရခိုင်တပ်မတော်အေးတနိုင်နီးပါးတိုက်ပွဲဖြစ်ခဲ့တယ်ကျွန်တော်စစ်တပ်ရဲ့ဗိုလ်ကြီးခန့်ထူးအောင်ဦးစီးပြီးတော့ကျွန်တော်ကသူ့လက်အောက်မှာညွှန်ကြားမှုတွေပေးနေတဲ့တက်ချက်ကြီးပါအေးဆိုတဲ့အတန်ကြားဘူးတာပေါ့ဗျာတဲ့ဒါပေမဲ့နှစ်ဘူးတွေဒူးတွေအဖြစ်ရင်ဆိုင်ရပြီဆိုတော့အေးပေါ်အမုန်းတရားတွေခြေပြားကနေပြီးတော့နှထင်အထိစူပွက်လာခဲ့ကြတယ်စာတွေ့ကလေးကလည်းကူရီဘက်ကတပန်းရှုံးနေခဲ့တာလို့သူကဖော်ပြပါတယ်စာတွေ့တဲ့အချိန်မှာပဲ RPG နဲ့အကျွေးခံလိုက်ရတယ်ကျွန်တော်တို့စစ်ကြောင်းမှာဘယ်နေရာကနေပြီးတော့ဘယ်လိုကျွန်တော်တို့စစ်ကြောင်းလာမဲ့လမ်းကိုသူတို့တွေသိနေတာလဲသူတို့တော့မှအရန်အံ့ဩမိတယ်လို့သူတို့ရဲ့ဖော်ပြချက်မှာပါပါတယ်အုံးဆိုတဲ့အတန်ကြီးနဲ့အတူစတိုက်ထွက်ပေါ်လာတဲ့တနက်တန်တွေကြောင့်တေသူတွေတေဝစ်သူတွေဝေပါလာတဲ့စစ်သား100ထဲမှာ10ယောက်လောက်ကဆက်ငင်
ပွဲချင်းပြီးဖြစ်သွားကြပြီတဲ့ကျွန်တော်နဲ့ဘိုးကြီးခန့်တို့မျိုးလုံးပြူးသွားကြတယ်တော့အေးတွေကွာသူ့ရဲ့ပြောဆိုချက်မှာတော့ညဉ့်ညမ်းစကားလုံးသုံးထားပါတယ်ဟေ့ကောင်နေရာယူတိုက်ဆန်းကွာအေးတွေကိုတိုက်ပေါ့ကျွန်တော်အတန်နဲ့သူဘိုးကြီးခန့်တို့ရဲ့အတန်လည်းပဲတပြိုင်နက်တည်းထွက်ပေါ်လာတယ်ကျွန်တော်မြေပြင်မှာလှဲလျောင်းနေပြီးမမြင်ဘူးသေးတဲ့အေးစစ်သားတွေကိုလှမ်းကြည့်မိတယ်ကြီးစံတွေကနေရာစုံကထွက်ပေါ်လာပြီးတော့စစ်သားတွေကိုအထိနာစေသလိုအေးစစ်သားရဲ့အရေးအယောင်ကိုတော့မှမမြင်ရသေးဘူးဟေ့ကောင်တွေဟိုဘက်မှာကြည်ရီလာနေတယ်အဲ့ဒီဘက်ကိုလက်နဲ့ကြီးနဲ့ထုကြအဲ့လိုအမိတ်ပေးတဲ့နဲ့ပဲအဝေးတောင်ပေါ်ကိုမှန်းဆပြီးတော့ရန်တန်ပစ်ခတ်ခဲ့ကြတယ်ပြီးတော့ကျွန်တော်ဘေးနားမှာရှိတဲ့ဘိုးကြီးခန့်တူရဲ့အတန်ထွက်လာတယ်ဆရာစောမောင်ကျွန်တော်ထိသွားပြီဟာဘိုးကြီးတယ်ဆရာစောမောင်ဆိုတော့မမြင်ရတဲ့စစ်သားတွေကိုတိုက်နေရတာသူတို့အရန်ကိုအံ့ဩနေပြီကျွန်တော်တစ်ဖက်အယောက်20လည်းပဲထပ်ပြီးတော့လဲသွားကြပြီကျွန်တော်မှားထားမယ်ဌာနကျုပ်ပြန်ရောက်ရင်ကျွန်တော်အမေလာရှာရင်ဒီအမေရဲ့ထမိန်လေးကိုသာပေးလိုက်ပါဗျာကျွန်တော်မျက်စိရှိမှာပဲသူအသက်ထွက်သွားတယ်မယုံနိုင်ဘူးဗျာနတ်စစ်တီတွေလားဝိညာဉ်စစ်တီတွေလားအေးဆိုတာ Facebook ထဲမှာသာတွေ့ဘူးကြတာပါတိုက်ပွဲမှာတော့အေးစစ်သားတစ်ယောက်လောက်ကိုတွေ့ရမယ်လို့မျှော်လင့်ခဲ့ပေမဲ့အေးအလောင်းတော်မပြောနဲ့ကျွန်တော်တို့ဘက်ကဗိုလ်ကြီးပါဝင်24ယောက်တိတိသေဆုံးခဲ့တယ်မသိမရှင်ဒဏ်ရာရထားတဲ့စစ်သားတွေအများအပြားနဲ့ကျွန်တော်တို့နောက်ပြန်ဆုတ်ပြေးခဲ့ရတယ်အော်တိုက်ပွဲဒီလိုမျိုးတိုက်ပွဲတွေသာနေ့စဉ်ဖြစ်နေမယ်ဆိုရင်ကျွန်တော်လည်းမှုချသေးရမှာပဲကျွန်တော်အသက်ပါဝင်ကျွန်တော်တပည့်တွေအသက်အိုးအိမ်စီးစီမသိမရမရေမရတွေဖြစ်တော့မှာပေါ့ဗျာတပည့်တွေရဲ့မျက်နှာမှာလည်းဘဝမျှော်လင့်ချက်မဲ့နေတဲ့ပုံစံတွေမြင်တွေ့လာရတယ်ကျွန်တော်တကယ်စိတ်မကောင်းဖြစ်မိတယ်ကျွန်တော်တို့တက်ရင်တက်စကန်ကိုပြန်လာကြတယ်ကျွန်တော်ပြန်လှမ်းမြင်နေရပြီစစ်ပွဲတွင်ကြာဆုံးသွားတဲ့စစ်တီတွေမိသားစုဝင်တွေလူလက်ထဲမှာအောင်တပေပန်းလေးတွေကင်ထားလျက်ပေါ့ဆရာကြီးကျမအိမ်ရှင်တင်ထီးရောဆရာကြီးကျမမောင်လေးအောင်သူကိုမတွေ့ပါလားဆရာကြီးကျွန်တော်သားလေးထုံးလင်းရောမတွေ့ပါလားဗျာသူတို့မေးတဲ့အတန်နဲ့ကျွန်တော်ခေါင်းငုပ်ရင်းနဲ့ပဲကြော်ပြတ်ခဲ့တယ်ဒီမေးခွန်းတွေကိုကျွန်တော်ဖြေနိုင်စရာခွန်အားမရှိဘူးဗျာဒီလိုတေချင်မှုတွေကိုဘယ်ဒေတာမှမကြုံဘူးသေးဘူးအေးအပေါ်ရင်ထဲမှာနာကျင်ခံစားမိတယ်နောက်ထပ်စစ်မဖြစ်ချင်တော့ဘူးဟောကျွန်တော်အရှိမလှမ်းမြင်နေရပြီဘိုးကြီးခန့်တူရဲ့ဒူးရီသောအမေဒီမကိုကြည့်မျက်ရည်တွေမထိန်နိုင်ပဲစီးကြလာတယ်ဖွားကြီးနားကိုရောက်သွားတော့အတင်းဖက်ပြီးမေးနေတယ်ဗျာဆရာကြီးကျမသားလေးကိုဘာကြောင့်ထားခဲ့ရတာလဲငါသားဘယ်မှာလဲငါသားကိုရှာပေးကြပါရှင်အော်ငုံနေတဲ့ဖွားကြီးကိုအချို့ကအားပေးအချို့ကဖိမနေကြတယ်ကျွန်တော်လည်းမျက်ရည်အဝဲသားနဲ့စစ်ပြူဟာမှုရှိကိုသွားပြီးတော့အလေးပြုလိုက်တယ်အလေးပြုပါတယ်ဘုံဘုံအေးအရန်ရက်ဆက်တယ်ဗျာဒီဖြစ်စဉ်လေးကအရခတ်တတော်အေးနဲ့ထိစက်နေမြေတွေကိုစကြောင်းထိုးဖို့အတွက်စီလုတ်ခံလိုက်ရတဲ့အကျံဖက်စစ်ခွေးတက်တာတက်ချက်ကြီးစောမောင်နောက်တန်းကိုပြန်ရောက်လာတဲ့အချိန်မှာသူအေးပေါ်မှာတကယ်ကိုနာကျင်ခံစားမိရတဲ့အကြောင်းရင်ဖွင့်ပြောဆိုရည်သားထားတာဖြစ်ပါတယ်ဒီဖြစ်စဉ်လေးကိုကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးနေတဲ့အဓိကအကြောင်းအရာကအဓိကရွယ်ချက်ကအကျံဖက်စစ်ခွေးအောက်မှာလက်အောက်ခံသူတို့တွေစစ်မှုထမ်းနေကြတဲ့လက်ရှိစစ်ခွေးတွေရဲ့အခြေအနေမူရင်းအမှန်ကိုသိစေချင်တာပါသူတို့ဖော်ပြရဲ့သူတို့ရေးသားချက်တွေမှာလည်းပါပြီးသားပါအေးဆိုတဲ့အတန်ကိုသူတို့ကြားဘူးခြင်းတယ်အေးကိုမြင်ဘူးခြင်းတယ်ဘယ်နေရာမှာမြင်ဘူးခြင်းတာလဲရှင်းစမျက်နှာအဖြစ်မှာမြင်ဘူးခြင်းတာသူတို့ Facebook တွေလူမှုကွန်ရက် social စာမျက်နှာတွေမှာတော့အရကတက်တော် ULA ကိုသူတို့တွေတွေ့ဘူးမြင်ဘူးပါတယ်တကယ်ရှင်းစမျက်နှာပြင်ရောက်တဲ့အချိန်မှာရဲ့အတန်ပြစ်ခတ်ချေမုန်းတဲ့အတန်ပဲကြားပြီးတော့ဆိုတဲ့ရဲဘော်တွေကိုမြင်အောင်မမြင်ဘူးခဲ့ရပဲနဲ့သူတို့တွေကြက်ပြောင်ငှက်ပြောက်ပျောက်သွားတဲ့အကြောင်းအရာကိုသူရေးသားဖော်ပြရင်ဖွင့်လာတာဖြစ်ပါတယ်။ဒါနဲ့တစ်ဆက်တည်းမှာပဲအရှိမနှောင်းငင်အချိန်ကာလတွေမှာအချမ်းဖက်စစ်ခွတ်တက်ကကောင်တွေကကျွန်တော်မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့ဝင်တွေသူတို့စီမှာလာရောက်ပြီးတော့အလင်းဝင်ပါတယ်
လက်နဲ့ချပါတယ်လာရောက်ပူပေါင်းပါတယ်ဆိုတဲ့အချက်လက်တွေကိုလည်းသွားရောက်တတိရမိပါသေးတယ်ကျွဲမိသားစုလည်းမှတ်မိအောင်မတင်တယ်ကျွဲလေးအေးရဲ့အခါတက်တော်အေးဗရစိတ်ကိုလက်မောင်းမှာကတ်လျက်အင်တာဗျူးတော်မှာသူတို့ကဝါဒဖြန့်ချီလိုက်သေးတယ်ဒါပေမဲ့မေးတဲ့သူကတက်ဖြေတဲ့သူကတက်နဲ့သူတို့ပဲထပ်ပြီးတော့အဆက်ကွဲခဲ့ကြသေးတယ်အဲ့ဒီမှာလည်းကျွန်တော်အကြံဉာဏ်ပေးခဲ့ပါသေးတယ်ဘာဖြစ်ဖြစ်လေကျမ်းပတ်စစ်ခွတ်တဲ့နဲ့ပတ်သက်ပြီးတော့သူအောက်မှာငါခွေအားတွေထဲမှာလည်းရခိုင်သူရခိုင်သားတွေအချို့လဲပါနိုင်တယ်လေဆိုတော့ရခိုင်သူရခိုင်သားတွေကိုတော့တည်တည်ချာချာမေးမြန်းပြီးတော့ရုပ်တိဆန်ဆန်လေးဖြစ်အောင်တော့မှတ်တမ်းလေးတစ်ခုတော့ရိုက်တင်တာပေါ့ဗျာအဲ့လိုပြီးစလွယ်ကြီးလုပ်တယ်ဆိုတာကတော့အဲ့ဒီအဖွဲ့ထဲမှာလဲဖျဲသီးပါလို့ပဲဖြစ်မှာပေါ့ဗျာဆိုတော့ရဲ့မျက်နှာကိုတော့မမြင်လိုက်ရပဲနဲ့ဘဲကဘလို့ရောက်လာမှန်းမသိတဲ့ကြီးစံတွေအောက်မှာပဲသူတို့ခဏအတွင်းမှာပဲအသက်တွေတည်သွားကြဆိုတော့သူရဲ့ရေးသားချက်မှာဆိုရင်ဆိုတာနတ်စစ်တီတွေလားဆိုတာအဆောက်တွေလားဆိုတာဝိညာဉ်တွေလားအထိသူတို့တွေသွေးပြက်ခြောက်ချသွားကြရကျွန်တော်ဗီဒီယိုကိုရခိုင်သူရခိုင်သားတွေကြည့်နေမယ်ဆိုရင်အကျန်းဖက်စစ်ခွတ်တဲ့လက်ရှိတစ်ချက်ကြီးစောမောင်ရဲ့ရင်ဖွင့်လာတဲ့ရေးသားဖော်ပြချက်နဲ့ပတ်သက်ပြီးတော့ဘလို့မြင်ပါသလဲတကယ်ပဲအာရခတက်တော်ကနတ်စစ်တီတွေဖြစ်နေကြပြီလားဆိုတဲ့တပ်ဖွဲ့ဝင်တွေကိုရှင်တဲ့စစ်မျက်နှာပြင်မှာမြင်အောင်မမြင်လိုက်ရဘဲနဲ့ဘယ်ဘလို့ထွက်လာမှန်းမသိတဲ့လက်နက်ကြီးပစ်ခတ်မှုတွေဘယ်ဘလို့ထွက်လာမှန်းမသိတဲ့ပစ်ခတ်ချေမှုန်းမှုတွေအောက်မှာပဲသူ့လောင်းသူ့ဆွဲသားလောင်းဝါဆွဲလက်လန်းမိတလောက်တွေဆွဲပြီးတော့ပြန်လှည့်ပြေးရတဲ့အချမ်းဖက်စစ်ခွေးတက်စစ်ကြောင်းရဲ့ပါဝင်ခဲ့သူတကယ်ဖြစ်မှန်ကိုသူတကယ်ခံစားခဲ့ရတဲ့အကြောင်းတကယ်နာကျင်နေရတဲ့အကြောင်းကိုသူဖော်ပြလာတာဖြစ်တယ်ကျွန်တော်သိထားတာတစ်ချက်ရှိတယ်ကျွန်တော်မိသားစုအမြဲတမ်းကျွန်တော်မိသားစုကိုကျွန်တော်ဖော်ပြတတ်တယ်မြေပိုင်းမှာစစ်နိုင်တာပြီးတော့ကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေအခြေခံအားဖြင့်နေမီကျွမ်းကျင်မှုတွေနဲ့အတူလျက်တစ်ပြက်စစ်စင်ရေးပြီးတော့ကျွန်တော်တို့ဒါခြုံခိုတိုက်ခိုက်မှုတွေပျောက်ကြားနည်းစနစ်ပေါ့ဗျာဒါတွေကိုကျွမ်းကျင်ပိုင်နိုင်တာကိုကျွန်တော်တို့တွေ့ရတယ်အကြမ်းဖက်စစ်ခွေးတက်ကောက်နေဘလို့ပဲကျွန်တော်တို့လက်နက်ကြီးလက်နက်ငယ်တွေနဲ့လေရင်ပစ်ကူတွေ drone အမြောက်အများသုံးပေမဲ့လည်းပဲကျွန်တော်တို့ကိုသူတို့တွေပြက်ပြက်သားသားဒါအနံယူဖို့ဆိုတာကခဏအချိန်ထိမရှိခဲ့ဘူးသူတို့ဘလို့မြဲဝါဒဖြန့်နေပါစေနောက်ဆုံး KNU KNLA ကိုလည်းပဲသူတို့တွေပြက်ပြက်သားသားအနံယူခဲ့တဲ့တိုက်ပွဲတစ်ခုမှမရှိသလိုကျွန်တော်တို့ KNI ဒေသမှာလည်းပဲသူတို့ပြက်ပြက်သားသားအနံယူနိုင်ခဲ့တဲ့တိုက်ပွဲလည်းမရှိဘူးချင်းမှာလည်းထိုနေကောင်းမယ်အာရခတက်တက် AA မှာပို့စု KIA မှာသူတို့အတွက်ကတော့ပြောဝယ်ရမရှိအခြားသောစစ်မျက်နှာပြင်အသီးသီးမှာလည်းထိုနေကောင်းပါပဲဆိုတော့ဒီပြဟာကျွန်တော်တို့ဒီအကြောင်းအရာကိုသိလိုက်တဲ့အချိန်မှာအဂျမ်ဘက်စစ်ကွတ်တက်ကကောင်တွေဟာကျွန်တော်တို့အပေါ်မှာသူတို့တွေဘယ်လောက်ထိကြောက်ရွံ့ထိတ်လန့်နေရလဲဆိုတာကိုတော့မြင်စေခြင်းနဲ့ပြီးတော့ဒီအပိုင်းတွေအတွင်းထဲမှာကျွန်တော်ရသပြည်သူတွေကိုတပ်ဖြတ်ခဲ့တယ်ကျွန်တော်အဂျမ်ဘက်စစ်ခွေးမိတ်ဆာလက်အောက်ခံပြည်သူစစ်မင်းစီတန့်ဆိုတဲ့ရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်တွေထွက်ပေါ်လာတာနဲ့ပတ်သက်ပြီးတော့လက်နက်မဲ့ပြည်သူကိုဒီကောင်တွေလူရေးဆက်ပြလုတ်ခဲ့တဲ့အခြေအနေနဲ့တကယ်ခြေတန်းစစ်မျက်နှာပြင်မှာကျွန်တော်တို့ချင်းမတိုက်ခိုက်တဲ့အခြေအနေတွေကိုလည်းကျွန်တော်မိသားစုနေပေါ့တပိုင်းနဲ့ရှင်တွဲပြီးတော့ဒီစီချင်တာပါဟုတ်ပြီဥစွာအဲ့ဒီမင်းစီတန်ဒီကောင်တွေကတော့မရှိသင့်တော့တဲ့ကောင်တွေဖြစ်ကျွန်တော်ပြည်သူလူထုကတတ်မှတ်လိုက်ပြီအခု KIA ဘဟုအစိုးရကိုပြည်သူလူထုတစ်ချက်လုံးကတောင်းဆိုလိုက်ပြီသူတို့တပ်ဖြတ်ခဲ့တဲ့သူတွေရဲ့အထဲမှာဒေါမလုံး24နှစ်ဥက္ကမိုင်22နှစ်ပြီးတော့အသက်19နှစ်အရွယ်လူငယ်လေးတယောက်လည်းပါတယ်လို့အသက်18နှစ်အရွယ်ထမ်ဆန်အောင်ဆိုတဲ့လူငယ်လေးတယောက်လည်းပါခဲ့ပါတယ်ဆိုတော့ဒီရရှိတာတဲ့ဒီစင်းကကျွန်တော်တို့ဒီပြည်သူစစ်ပေါ့နော်ပြည်သူစစ်တွေစီကဖန်စီရမိတဲ့ကောင်နေစီကနေပြီးရထားတဲ့အချက်လက်တွေသာဖြစ်ပါတယ်
ကျွန်တော်ဒီကနေ့မှာလူမှုကွန်ရက် social စာမျက်နှာတွေနဲ့ကျွန်တော် Telegram တွေမှာနာမည်ကြီးနေတဲ့အဲ့ဒီကျွန်တော်တို့တက်ဖြတ်တဲ့ဖြစ်စဉ်ပေါ့နော်ဒီဖြစ်စဉ်ကကျွန်တော်ပြီးခဲ့တဲ့ရက်တွေကကျွန်တော်စီမှာအဲ့ဒီအရာလေးကျွန်တော်မြင်တွေ့ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ channel မှာမဖော်ပြချင်ဘူးဗျတကယ်ကျွန်တော်စိတ်ရင်းမယ်ဒါပေမဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဟိုဘက်က lobby တွေကဒါဟာလွန်ခဲ့သော2023ခုနှစ်ကကျွန်တော်တို့မြင်းချံမှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ကလုတ်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းပါဆိုပြီးတော့သူတို့ကဒါကိုထပ်ပြီးတော့လိမ်ပေးတယ်ကျွန်တော်မြင်တာဆိုတော့မြင်းချံမှာကျွန်တော်တငယ်ချင်းအရင်ကြီးတွေရှိတယ်မြင်းချံ black deck ကဘုံမိုက်ခဲတော့ကျွန်တော်အချိန်မီးလို့ရတာသူတို့တငယ်ချင်းဒီလိုတွေတော့အတန်ထွက်နေပြီဆိုရင်တော့ဒီကောင်လည်းပောက်ပွဲမှာပဲဆိုတော့ဒီလိုမျိုးရဲဆက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဒီဖြစ်စဉ်ကိုအဲ့ဒီဂျမ်ဖတ်စစ်ခွေးလက်အောက်ခံဒါ lobby တွေပေါ့ဗျာသတင်းမီဒီယာလို့သူတို့ကတော့သုံးတာပေါ့နော်ဆိုတော့ဒီ channel တွေဒီသတင်းဌာနတွေကလိမ်ပေးတယ်ဆိုတော့ဒီလူသက်မှုမှာသူတို့ပါဝင်ပတ်သက်နေသလိုဖြစ်နေတယ်ဆိုတာကိုသူတို့ကိုယ်နိုင်ကိုသိရလားမသိဟုတ်ပြီဗျာရှင်းလင်းစစ်မျက်နှာနေရာဒေသအသီးသီးမှာဗျာဒီလိုမျိုးရဲဆက်တပ်ဖြတ်မှုတွေကျွန်တော်တို့ပြည်သူကတော့ကြိတ်ဖက်များစွာခံခဲ့ရဒါကျွန်တော်ရရှိထားတဲ့မှတ်တမ်းအရတာကျွန်တော်တက်တဲ့အနေနဲ့ပြန်လည်ပြီးတော့ဖော်ပြနိုင်တယ်နိုင်ငံတကာစစ်ရာဇဝတ်မှုကိုကြိတ်ဖက်များစွာကျူးလွန်နေတဲ့အာဏာယူအကြမ်းဖက်စစ်ခွေးတက်နဲ့သူ့ရဲ့လက်အောက်ခံကျွန်တော်ရရှိရတဲ့စည်ရင်းပဲရှိသေးတယ်ကျွန်တော်တို့မသိရတဲ့စည်ရင်းတွေမှတ်တမ်းတွေအများကြီးရှိတယ်ကျွန်တော်မိသားစုဒီကောင်တွေ record view ထားပဲနဲ့တက်ဖြတ်လိုက်တယ်ဆိုတာလဲလက်စဖြောက်လိုက်တယ်ဆိုတာလဲအများကြီးတရားဝင်တက်နေတာကတမျိုးတရားမဝင်တက်နေတာတွေရတယ်အပုံဟုတ်ပြီအဲ့ဒီလူမဆန်တဲ့လုတ်ရက်မှုတွေမိစေတန်တဲ့ဝါလာဆော့ပြည်သူစစ်မိတ်စာကောင်းတယ်ဘယ်နေရာမှမရှိစေပဲနဲ့အမြစ်ပါပြန်ချေမုံပေးဖို့အတွက်ကို KIA ဘို့အစိုးရမိတ်နေပေါ့နော်စီမံပေးဖို့လိုအပ်နေပြီလို့ကျွန်တော်တို့ကချင်နွယ်ဘွားပြည်သူလူထုတရက်လုံးကနေပြီးတော့တောင်းဆိုလိုက်တာဖြစ်တယ်ဒီလိုလူမဆန်တဲ့စခွေးနောက်လိုက်လက်ပါစီမင်းစစ်တန်အဖွဲ့အားလုံးကိုရှင်းပစ်ဖေးဖို့သူတို့ကအရေးကြီးတောင်းဆိုလိုက်တာဖြစ်တယ်ဆိုတော့ဒီတက်ဆိုရတဲ့အဖြစ်ပြက်ကိုလည်းသူတို့တွေဒါတွေ့လိုက်ရတာဗျာဆိုတော့အဲ့ဒါကရုပ်လောင်းကိုပြန်မပေးဘဲနဲ့အဲ့ဒီဖြစ်စဉ်မှာเนาะကျွန်တော်တို့ဒါရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်တော့ကျွန်တော်ရဲ့ Telegram မှာလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ဖော်ပြထားတာရှိပါတယ်မဖော်ပြပေးခြင်းပေမဲ့လည်းပေါ့နော်တော့ဝင်ကြည့်မယ်ဆိုတော့တော်တော်လေးသတိထားရပါမယ်ဆိုတော့ရုပ်လောင်းကိုပြန်ပေးဘဲနဲ့ငွေကြေးနဲ့ဖုံးပြီးဖို့ကြိုးစားတယ်ပြီးတော့မိသားစုဝင်များရဲ့ဂုဏ်သိက္ခာကိုစော်ကားတယ်တပြက်ခံရသူမိသားစုများရုပ်လောင်းကိုတောင်းခံတော့လဲပြန်မပေးဘဲနဲ့ရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့အဲ့ဒီဖြစ်စဉ်ပေါ့နော်ငွေချင်းနဲ့ဖုံးပြီးဖို့စ조사ခဲ့တဲ့အနေနဲ့3800ပြစ်ပေးပြီးတော့မတာပွဲလုံယူကြလို့သူတို့ကအင်မတန်ရွှတ်ယွန်ရှာပွဲကောင်းလောက်အောင်ချင်းချောက်ပြောဆိုခဲ့ကြတယ်ရွာကန်ပြည်သူနဲ့မိသားစုဝင်တွေသူတို့ရဲ့သွေးငွေကြေးကိုတပြားတစ်ချက်မှမရှိဘဲနဲ့စိတ်ဆိုးဒေါသဖြစ်ပြီးတော့လှည့်ထွက်သွားကြတယ်ဆိုတော့ဒီအချိန်လေးမှာကျွန်တော်မိသားစုဝင်တွေကျွန်တော်မိသားစုဝင်တွေဘယ်လောက်တောင်နာကျင်ခံစားရမလဲနောက်တစ်ခုကသူတို့ရဲ့လုံခြုံရေးကိုအခုလက်ရှိပေါ့နော်ကျွန်တော်သတင်းပြောနေတဲ့အချိန်မှာတော့ဘသူကကာကွယ်ပေးနေလဲလူစံတော့ရဲဆက်တက်ဖြတ်တက်ကြတဲ့ဒီကောင်တွေဟာဒီလိုမျိုးတောင်မှလုပ်တယ်ဆိုရင်သူတို့ရဲ့မိသားစုဝင်တွေဒီအချိန်လေးမှာလုံခြုံမှုကိုရှိပါမလားဆိုတော့ကျွန်တော်ကအဓိကစိတ်ပူမိတာပါနာကျင်ရပါတယ်ကျွန်တော်ထပ်တူတကယ်ကိုနာကျင်မိပါတယ်ကျွန်တော်တော်လိုင်းလုပ်နေတာဘာအတွက်လဲကျွန်တော်တို့မကာကွယ်ပေးနိုင်တာကျွန်တော်တို့အားနည်းချက်လို့တော့မှခံစားမိလောက်အောင်ကျွန်တော်ကိုယ်နိုင်လည်းနာကျင်ရပါတယ်ဒါကြောင့်လည်းအဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်စတွေ့တဲ့အချိန်မှာကျွန်တော်ရဲ့ Telegram မှာကျွန်တော်မဖော်ပြမိတာပါဒါအခုငင်းကုန်လေးတွေဖြစ်နေတဲ့အချိန်မျိုးတော့ကျွန်တော်ရဲ့မိသားစုကိုကျွန်တော်ပြန်လဲဖော်ပြခဲ့တာဖြစ်ပါတယ်
အလောင်းကိုပြန်ပေးနေ3800ကိုပြစ်ပေးပြီးတော့မတာပွဲလုပ်ယူကြအစွန်းရောက်ဘလို့ကျွန်တော်တို့ပြောရမှန်းတော့မသိတော့ဘူးเนาะလာတက်ရှိကျွန်တော်မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေဆိုတော့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့စီးပွားရေးလုံခြုံမှုလူမှုရေးလုံခြုံမှုပညာရေးလုံခြုံမှုဘေးကင်းလုံခြုံမှုတွေဘာတစ်ခုမှမရှိတော့ပဲနဲ့နေ့စဉ်ကျွန်တော်တို့လက်နက်မဲ့ရသားပြည်သူတွေကညီမျိုးစုံနဲ့ညီမနှိပ်ပဲတက်ဖြတ်ဖိအားတဲ့တန်းတွေကိုလူလက်ခံစားနေကြရတယ်ဆိုတာလည်းလက်ရှိကျွန်တော်ရဲ့ video ကိုကြည့်နေတဲ့နိုင်ငံတော်မှာရှိနေကျွန်တော်ရဲ့မိသားစုဝင်တွေဒီနေ့ရှာမြင်တွေ့ရမှာဖြစ်ပါတယ်နောက်ပြီးတော့အဲ့ဒီနောင်မီရွာကိုမီးရှို့မယ်ဆိုပြီးတော့ထပ်မံချင်းချောက်မှုတွေဆိုတော့တရားမျှတမှုအတွက်ကျွန်တော်ဒေသခံပြည်သူတွေအပြစ်ပေးလို့တဲ့သဘောနဲ့အဲ့ဒီမင်းစေတန်ပြည်သူစစ်အဖွဲ့တွေအခုဆိုရင်ကျွန်တော် KIA KIO ဘို့အစိုးရသူတို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီနောင်မီးရွာကိုလည်းပဲမီးရှို့မယ်ဆိုပြီးတော့လည်းထပ်မံချင်းချောက်တစ်ချက်ကင်ခဲ့တာတွေလည်းရှိပါတယ်သူတို့ရဲ့ဒီဖော်ပြချက်တွေမှာဆိုရင်ကချင်အချင်းတက်ခိုင်းနေတဲ့စစ်အာဏာရှင်ရန်ရနဲ့ပြည်သူစစ်အဖွဲ့နဲ့နီးစပ်သူတွေပြောဆိုချက်တွေရအခုလိုအချင်းတက်ဖြတ်ခိုင်းနေခြင်းဟာမင်းစေတန်ရဲ့ကိုဂျိုးစည်းပွားနဲ့အာဏာတည်မြဲရေးအတွက်စစ်အာဏာရှင်များရဲ့ညွှန်ကြားချက်အတိုင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်းသိရတယ်မိမိတို့ရဲ့သွေးသားချင်းတွေကိုငွေကြေးအာဏာပြပြီးအသုံးချပြီးဤလုပ်ရက်ပေါ်ကချင်လူငယ်များနဲ့ပြည်သူလူထုများအမြန်ဆုံးအမြင်မှန်ပေါ်ပြီးတော့အတိတရားနဲ့စန့်ကျင်ကြဖို့အထူးလိုအပ်ပါတယ်လို့သူတို့ရဲ့ဒါဖော်ပြချက်မှာတွေ့ရပါတယ်အာဏာရှင်စနစ်နဲ့မင်းစေတန်ရဲ့ပြည်သူလူထုပေါ်မတရားအာရမပြုတ်ကျင့်နေမှုများပတ်စံပေးပြီးလူတက်လို့ရတယ်လို့ထင်မှတ်နေကြတယ်လူတက်ကိုကျွန်တော်တို့ဒါလွယ်ကူပေါ့နော်ဒါတက်လို့ရတဲ့အခြေအနေတွေနဲ့ပြီးတော့အာဏာရှင်လက်ပါစုတွေရဲ့စနစ်ဆိုးကြောင့်ကျွန်တော်ပြည်သူတွေရဲ့အသက်အန္တရာယ်ရင်ဆိုင်နေရတဲ့ငွေကြေးအင်အားလက်နက်အင်အားတွေအသုံးပြုပြီးပြည့်မြတ်ပြည်သူတွေကိုမောင်းထုတ်တာတွေတပ်ဖြတ်တာတွေရွာကိုမီးရှို့ချင်းချောက်တာတွေအကြမ်းဖက်လုပ်ငန်းတွေကိုအကုန်လုံးသူတို့တွေလှုပ်ဆောင်နေကြတယ်တဲ့ကျွန်တော်ပြည်သူလူထုနဲ့ KIA PDF တွေနဲ့အမြန်ဆုံးအရေးယူပေးဖို့သူတို့ရဲ့တောင်းဆိုထားတာပါကျွန်တော်တို့ဒေသခံပြည်သူတွေဘေးဥပဒေအမျိုးမျိုးကြုံတွေ့နေရပြီကြီးမားတဲ့လူခွင့်ရေးတွေချိုးပေါက်ခံနေရတယ်ကျူးလွန်နေတဲ့မင်းစေတန်နဲ့ဝါလာစောပြည်သူစစ်အန်ဒီရဲ့ကိုအမြင့်ပြတ်ချေမုန်းနိုင်ရေးအတွက်အများပြည်သူများနဲ့အတူ KIA နဲ့တော်လှန်ရေးအင်အားစု PDF များအနေနဲ့အမြန်ဆုံးအပြင်းထန်ဆုံးစစ်စင်ရေးအရာဖိအားပေးအရေးယူပေးဖို့ပြည်သူလူထုတရက်လုံးကအသေးအတန်တိုက်တွန်းတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ် PDF ရဲဘော်တို့ပြည်သူတွေတောင်းဆိုနေကြပြီကျွန်တော်တို့အမြန်ဆုံးပြည်သူတွေအကာအကွယ်မဲ့နေတာကိုကျွန်တော်တို့ကာကွယ်ပေးနိုင်ဖို့လိုအပ်တယ်ကျွန်တော်ပြည်သူတွေဘယ်လောက်တောင်မဲနေစဉ်အခုလိုမျိုးရဲဆက်တက်ပြတ်ခံနေရတယ်ကျွန်တော်တို့မှန်းဆလို့တော့မရပါဘူးသို့ပေမဲ့လည်းကျွန်တော်တို့ပြည်သူလူထုတရက်လုံးကအခုချိန်မှာတော့ကျွန်တော်တို့ဒါဒီဖြစ်စဉ်မှာဆိုလဲ KIA နဲ့တော်လိုင်းအင်အားစု PDF တွေကိုအမြန်ဆုံးနှိမ်နင်းပေးဖို့လူတွေတောင်းဆိုလာကြတယ်ကျွန်တော်တာဝန်ကြီးမယ်လို့ညွှန်နေရင်လည်းဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်